မော်ကြောင့်မြတ်ယတနာနှင့်ညီကိုနှစ်ဦး၏စွန်စားခံထို၃ယောက်သားလှုပ်ဝက်ယတနာခမ်းမထဲတွင်လိုက်လံရှာဖွေနေကြစဉ်ရုတ်တရက်တယောက်ကလှုပ်ဝက်ထောင်ချောက်တစ်ခုကိုနင်းမိသွားသည့်ထိုအခါမျက်နှာကျက်ပေါ်ကကြောက်တကားတစ်ချက်ပွင့်သွားပြီးဂျယ်လီလိုပုံစံမျိုးနှင့်အလင်းပေါက်ဖြစ်ခဲအနှစ်တုံးကြီးတစ်ခုပြုတ်ကျလာသည်ပိုပြီးကြောက်စရာကောင်းသည်မှာထိုဂျယ်လီတုံးနှင့်ထိမိသမျှအရာအလုံးသည်ရုတ်တရက်ပျောက်ကွယ်သွားတတ်ပြီးမျက်နှာတွင်ကြောက်တကားကြီးပြန်ပိတ်သွားကဘေးနံရံများမှလည်းအသက်အန္တရာယ်ပေးနိုင်သည့်ထောင်ချောက်များထွက်လာခြင်းဖြစ်သည်ရင်းတို့အနေဖြင့်စဉ်းစားနေဖို့အချိန်မရှိတော့သဖြင့်ညီကိုနှစ်ယောက်သည်ဒိုင်းလွှားများကိုအမြန်ကောက်ကင်ကဖခင်ဖြစ်သူကိုတွဲပြီးထွက်ပေါက်စီသို့အပြေလွှားဥတီခဲ့ကြသည်သို့တော်ရုတ်တရက်ထောင်ချောက်တစ်ခုကရင်းတို့၏လမ်းကိုပိတ်ဆို့လိုက်သည်အီယန်ငန်းကသူ့အကိုဖြစ်သူကိုသူ့ကိုယုံကြည်ရန်ပြောလိုက်ရအကိုဖြစ်သူကတုံဆိုင်မနေပဲအီယန်၏အပေါ်မှချက်ချင်းခုန်ကျော်လိုက်သည်ထိုအရေးကြီးသည့်အချိန်တွင်အီယန်ကလူကိုလေထဲမျောစေသည့်မော်ကာထာ levitation spell ကိုရွတ်ဆိုလိုက်ရအကိုဖြစ်သူမှာလေထဲတွင်တကယ်ပင်ပြန်ဝဲသွားခဲ့သည်ထို့နောက်အီယန်သည်ဖခင်ဖြစ်သူကိုလေထဲတွင်မျောနေသောအကိုဖြစ်သူ၏ကိုယ်ပုံမှဖြတ်နှင်းသွားရန်လမ်းညွှန်ပေးခဲ့ပြီးနောက်အကိုဖြစ်သူကိုမော်တက်ဖြင့်ပြန်ဆွဲယူလိုက်သည်ကြောက်တကားကြီးဝုန်းကနေပြန်ပိတ်မိစက္ကန့်ပိုင်းလိုလေးတွင်အီယန်သည်ဖခင်ဖြစ်သူကိုလှုပ်ဝက်ခန်းထဲသို့ဆွဲသွင်းနိုင်ခဲ့သည်ရင်းတို့ရောက်ရှိသွားသည့်လှုပ်ဝက်ခန်းထဲတွင်အကိုဖြစ်သူကအီယန်ကိုအမြန်ဆွဲဖယ်ပြီးကျမ်းပြင်ပေါ်ကကြောက်တုံးများကိုမနှင်းမိရန်တတိပေးခဲ့သည်သို့တော်ထိုချိန်မှာပင်ရေများဝုန်းကနေစီးဝင်လာပြီးရေမျက်နှာပြင်မှာလင်းမြန်စွာမြင့်တက်လာကရင်းတို့ကိုမြုပ်လူနေပါဖြစ်သွားစေသည်ထိုအခါအီယန်ကသူ့ကောင်းပေါ်တက်တဲ့တွင်ကျမ်းပြင်ပေါ်ကကြောက်တုံးနှင့်ပုံစံတူကြောက်တုံးတစ်တုံးကိုတတိထားမိသွားသည်အကိုဖြစ်သူလည်းကျမ်းပြင်ပေါ်ကကြောက်တုံးများသည့်ထောင်ချောက်ကိုဖွင့်သည့်ခလုတ်များဖြစ်ကြောင်းသဘောပေါက်သွားသဖြင့်ရေထဲသို့ငုတ်ဆင်းကထိုကြောက်တုံးကလုတ်ကိုနင်းလိုက်ပြီးမျောလင့်ထားသည့်အတိုင်းမျက်နှာကျက်တကားပွင့်သွားတော့လေသူကရေထဲတွင်အသက်ကိုကြာကြာမအောက်နိုင်သဖြင့်တကားကြီးကချက်ချင်းဆိုသလိုပြန်ပိတ်သွားခဲ့သည်ရေကလည်းအရန်နက်လာသဖြင့်မြည်သူများရေအောက်တွင်ထုံမြကြအောင်အသက်မအောက်နိုင်ကြပေထိုအချိန်တွင်မှရင်းတို့သည်ခန္ဓာကိုယ်တဝက်သာရှိသောဖခင်ဖြစ်သူကိုတတိယသွားကြသည်ထို့ကြောင့်ဖခင်ဖြစ်သူ၏ကိုယ်တွင်ကျိုးတစ်ချောင်းကိုချီနှောင်ကကြောက်တုံးကလုတ်ပေါ်တက်တက်နင်းမိစေရန်ရင်း၏ခြေထောက်ကိုလမ်းညွှန်ပေးခဲ့ကြသည်အခန်းထဲတွင်ရေများလုံးဝပြည့်ရှံသွားသည့်အချိန်၌တကားကြီးနောက်ဆုံးတွင်ပွင့်သွားခဲ့သည်ရင်းတို့အနေဖြင့်မော်ကြောင့်မြတ်ယတနာကြီးသည်မိမိတို့၏ခေါင်းပေါ်တက်တက်တွင်ရှိနေသည်ကိုခန်းစားမိနေကြသည်သို့သောညီကိုနှစ်ဦးကဝမ်းသာအားရနှင့်အဖုံးကိုဖွင့်လိုက်သည့်အခါတွင်မူရင်းတို့သည်မိမိတို့တက်ခဲ့သည့်အထက်တန်းကျောင်းသို့ပြန်ရောက်နေသည်ကိုရုတ်တရက်တွေ့လိုက်ရသဖြင့်လုံးဝဆွန့်သွားကြသည်ဤခီးစဉ်အတွင်းဒုက္ခပေါင်းစုံကိုကြော်ဖြတ်ခဲ့ပြီးမှစတင်ခဲ့သည့်နေရာသို့အံ့ဩစရာကောင်းလောက်အောင်ပြန်ရောက်သွားရသဖြင့်ညီသူမဆိုစိတ်ပြအာရုံမိမိမှာအမှန်ပင်ဖြစ်သည်ညီကိုနှစ်ယောက်လုံးစိတ်ဓာတ်များလုံးဝပြိုလဲသွားခဲ့ရသည်အီယန်ကသူ့အကို၏ဗီဇစိတ်တိုင်းစွန့်စားတတ်မှုကိုအဖြစ်တင်ကဒေါသတကြီးနှင့်ဖခင်ဖြစ်သူကိုတွဲပြီးထွက်ခွာသွားခဲ့သည်သူသည်ဖခင်ဖြစ်သူနှင့်အတူကမ်းခြေတွင်နောက်ဆုံးအချိန်လေးကိုကုံဆုံးခြင်းယုံသာရှိတော့သည်အီယန်ကဖခင်ဖြစ်သူနှင့်အတူလှုပ်ချင်သည့်အရာများကိုရေးမှတ်ထားသော checklist စာရင်းကိုထုတ်ကြည့်လိုက်ရရင်တို့အတွက်အခွင့်အရေးမရှိတော့ဟုထင်ခဲ့သည်သို့တော့ရုတ်တရက်စိတ်ကူးတစ်ခုရသွားပြီးသူလှုပ်ချင်သည့်စည်ရင်းများကိုပြန်ကြည့်လိုက်သည့်အခါကားမောင်းတင်ကျင်သည့်ဆန္ဒမှာပြီးမြောက်ကြောင်းအမှန်ချစ်ပြီးသားဖြစ်နေသည်ဘောလုံးပြစ်တန်းကစားခြင်းဒီမှာလည်းပြီးသွားပြီးအတူတူရင်မောခဲ့ကြပြီးမိမိ၏ဘဝအတွေ့အကြုံများကိုဖခင်ဖြစ်သူနှင့်မျှဝေခြင်းဒီမှာလည်းပြီးမြောက်သွားခဲ့ပြီးဖြစ်သည်စင်စစ်အားဖြင့်လွန်ခဲ့သောနှစ်များတစ်လျှောက်လုံးတွင်သူ့အကိုဖြစ်သူကဤအရာအလုံးကိုသူနှင့်အတူလှုပ်ဆောင်ပေးခဲ့ခြင်းဖြစ်သည်သူ့အကိုသည်ဖခင်တယောက်ကဲ့သို့ပင်သူကိုကြီးပြင်းလာအောင်လမ်းညွှန်ပေးခဲ့သည်ထို့ကြောင့်ဖခင်ဖြစ်သူဘေးတွင်မရှိတော့လျင်ပင်သူနောက်တရားစရာမရှိတော့ပေသူသည်အကိုဖြစ်သူထံသို့အမြန်ပြန်သွားပြီးရှာဖွေရမည်ဖြစ်သည်တစ်ချိန်တည်းမှာပင်အကိုဖြစ်သူသည်လည်းအရှုံးမပေးဘဲရှေးဟောင်းပြက်စီးများပေါ်သို့တက်ရောက်ရှာဖွေနေခဲ့သည်အမှတ်မထင်ပဲကျမ်းပြင်ပေါ်ကအချိုင်ကွက်တစ်ခုကိုသူတွေ့ရှိသွားပြီးသူ့လက်ထဲကကြောက်တုံးကိုထိုအချိုင်ထဲသို့ကွက်တိထည့်လိုက်ရာရုပ်ထုပေါ်ကဆက်ရန်လျားတစ်ခုကကြောက်ခနဲပွင့်သွားသည်ထို့နောက်ရှေးဟောင်း Phoenix ကြောက်မြတ်ယတနာကြီးသည်သူမျက်စိရှိမောက်တွင်ပေါ်လာခဲ့သည်သူသည်နောက်ဆုံးတွင်မော်ကြောက်မြတ်ယတနာကိုရှာဖွေတွေ့ရှိသွားခဲ့ပြီဖြစ်သည်အီယန်ကသူ့ထံသို့အပြေးလွှားလာနေသည်ကိုမြင်သောအခါသူကကြောက်မြတ်ယတနာကြီးကိုဝမ်းသာအားရမြောက်ပြလိုက်သည်သို့သောထိုကြောက်မြတ်ယတနာကိုသူကောက်ကင်လိုက်သည့်မိနစ်ပိုင်းမှာပင်ကျင်းစားတစ်ခုစတင်ပွင့်ထွက်သွားခဲ့သည်ကိုမူသူလုံးဝမသိရှိခဲ့ပေ